တိမ်မျိုးပြောက်ွယ်လူနီးပါးဖြစ်နေတဲ့မြမကိုခံပညာရဲ့ဘန်ဒိုဘန်ရှေပညာမြမကိုခံပညာလို့ပြောလိုက်တာနဲ့ရိုးရမြမလက်ဝိတ်ကိုပဲလူသိများပေမဲ့မြမလက်ဝိတ်အခြေခံလာရာဘန်ဒိုကိုတော့သိကြမှာမဟုတ်ပါဘူးမြမမီဟာရွှေဝါရောင်ဖျားစေရီတွေနဲ့ရှေးဟောင်းယဉ်ကျေးမှုအမွေနှစ်တွေသာမကရဲစွမ်းတက်တီနဲ့ပြေးွားတဲ့သူရဲကောင်းတွေနဲ့ကိုခံပညာရက်တွေကိုလည်းမွေးထုတ်ပေးခဲ့တဲ့မြေစီတော်ပါအဲ့ဒီကိုခံပညာရက်တွေထဲမှာထင်ရှားတဲ့ကိုခံပညာရက်တစ်မျိုးဟာဘန်ဒိုဘန်ရှေပညာပဲဖြစ်ပါတယ်နာမည်ကြားလိုက်တာနဲ့တင်ခွန်အားနဲ့တည်ငြိမ်မှုကိုခံစားစေရတဲ့ဒီပညာရက်ဟာရာစုနှစ်ပေါင်းများစွာမြန်မာသမိုင်းနဲ့ယဉ်ကျေးမှုမှာအနှံ့ဆိုင်စွာစိတ်ဝင်ခဲ့ပါတယ်လက်နက်တွေကိုအသုံးပြုပြီးတိုက်ခိုက်တဲ့ဘန်ရှေနဲ့လက်ပလာတိုက်ခိုက်တဲ့ဘန်ဒိုဆိုပြီးအဓိကအားဖြင့်နှစ်မျိုးခွဲခြားထားပါတယ်ဘန်ဒိုပညာဟာမြန်မာသမိုင်းတွေကသူရဲကောင်းတွေတက်မြောက်ကြတဲ့ပညာရက်ထဲမှာပါဝင်ပြီးတိမ်မွေးသလောက်အန္တရာယ်များပြီးကြောက်စရာကောင်းတဲ့ပညာရက်ပါပြောက်ွယ်လူနီးပါးဖြစ်နေတဲ့မြန်မာကိုခံပညာရက်တွေအကြောင်းကို Alpha Wave Media နဲ့အတူလေ့လာကြည့်လိုက်ကြရအောင်ပါဘန်ဒိုဘန်ရှေပညာရဲ့သမိုင်းစာကိုတိတိကျကျဖော်ပြဖို့ခက်ခဲပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း1200လောက်800စုဝန်းကျင်လောက်မှာဘန်ဒိုဘန်ရှေကစားတဲ့အလေးထားဟာမြန်မာနိုင်ငံကိုရောက်ရှိလာတယ်လို့မှတ်တမ်းတွေကဆိုပါတယ်ဒီပညာရဲ့အစဟာတရုတ်ပြည်ကလို့တချို့ကပြောကြသလို300လောက်မှာအိန္ဒိယတောင်ပိုင်းကနေတရုတ်ပြည်ကိုရောက်ရှိလာပြီးတော့အဲဒီကနေတဆင့်မြန်မာယူရီးယားကမ္ဘောဒီးယားနဲ့ဂျပန်နိုင်ငံအထိပြန့်နှံ့သွားတယ်လို့လည်းဆိုကြပါတယ်မြန်မာနိုင်ငံကိုဂျပန်ထက်အရောက်နောက်မကျဘူးဆိုတာကိုလည်းတွေ့ရပါတယ်ဘန်ဒိုဆိုတာကလက်နက်မဲ့ကိုခံပညာလို့မှတ်ယူလို့ရပြီးခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုချင်းစီကိုထိရောက်တဲ့လက်နက်တစ်ခုလိုအသုံးပြုပြီးတော့ထိုးတာကန်တာလုံထွေးတပ်ပုတ်တာစတဲ့နည်းစနစ်တွေပါဝင်ပါတယ်ဘန်ရှေပညာမှာတော့လှန်ဓာတ်ရှည်နဲ့ဒုတ်စားတဲ့ရိုးရလက်နက်တွေကိုကျွမ်းကျင်စွာအသုံးပြုပြီးတော့တိုက်ခိုက်ခုခံတဲ့နည်းစနစ်တွေကိုအဓိကအသုံးပြုလေ့ကျင့်ကြပါတယ်ဘန်ဒိုနဲ့ဘန်ရှေမှာကွဲခြားချက်ဆိုတာလက်နက်ပါတာနဲ့လက်နက်မပါတာပဲကွာသလိုနှစ်ခုစလုံးကအရန်ကိုကြောက်စရာကောင်းတဲ့ပညာရက်တွေကြီးပါပဲဒီနေရာမှာဘန်ဒိုမှာနှစ်မျိုးခွဲခြားနိုင်ပါတယ်အဲ့ဒါကတော့အပြော့ဘန်ဒိုနဲ့အမာဘန်ဒိုဆိုပြီးဖြစ်ပါတယ်အပြော့ဘန်ဒိုဆိုတာကတစ်ဖက်ကတိုက်ခိုက်လာတာကိုအထိမခံပဲရှောင်ရင်းတိန်ရင်ဘားနဲ့စွာပြန်တုံ့ပြန်တဲ့အရှောင်တိန်တဲ့ဂျက်ကောင်းကိုအခြေပြုတာဖြစ်ပါတယ်အမာဘန်ဒိုကတော့လက်ရှိမြမလက်ဝိတ်ကိုခေါ်တာဖြစ်ပြီးခန္ဓာရည်နဲ့ဘလောက်နာနာတံပြန်တိုက်စစ်ကိုအခြေခံတဲ့မာဂုံတက်တိအခြေပြုနည်းစနစ်ဖြစ်ပါတယ်ဘန်ဒိုဘန်ရှေတက်ထားမယ်ဆိုလို့ရှိရင်ကိုယ့်ထက်အင်အားကြီးတဲ့သူပဲဖြစ်ဖြစ်လက်နက်သားတဲ့သူပဲဖြစ်ဖြစ်လူအများကြီးနဲ့ရန်သူကိုပဲဖြစ်ဖြစ်ကောင်းကောင်းခုခံကာကွယ်နိုင်စွမ်းရှိပါတယ်ဘန်ဒိုတက်ရင်ဘန်ရှေလည်းတက်ရသလိုဘန်ရှေတက်ရင်လည်းဘန်ဒိုတက်ရပါတယ်တမျိုးရဲပဲတက်ထားလို့ရှိရင်တော့ဒါကပညာမဆုံးသေးပါဘူးနှစ်မျိုးစလုံးတက်မှပဲအစွဲစုံတဲ့လူလို့ခေါ်ကြပါတယ်ဒါအပြင်ဘန်ဒိုဘန်ရှေပညာဟာကိုကျင်တရားနဲ့စီကံကိုအလေးထားပါတယ်လေ့ကျင့်သူတွေကမိမိတို့ရဲ့ပညာကိုသူတစ်ပါးကိုအနိုင်ကျင့်ဖို့ဒါမှမဟုတ်မတရားတဲ့ကိစ္စတွေမှာအသုံးပြုဖို့မတင်ဘူးဆိုတဲ့အသည့်ကိုဆွဲကင်ထားရပါတယ်မြန်မာသမိုင်းမှာဘန်ဒိုဘန်ရှေပညာဟာရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်ရှေးခေတ်စစ်သည်တွေဟာမိမိတို့ရဲ့တိုင်းပြည်နဲ့လူမျိုးကိုကာကွယ်ဖို့အတွက်အဲ့ဒီပညာရက်ကိုကျွမ်းကျင်စွာအသုံးပြုခဲ့ကြပါတယ်မြန်မာတို့ရဲ့အမွေအနှစ်တစ်ခုလို့သတ်မှတ်လို့ရတဲ့ဘန်ဒိုဘန်ရှေပညာကိုရှေးခေတ်ကစစ်ပွဲတွေမှာအသုံးပြုခဲ့ကြပြီးတော့တိုင်းပြည်ကိုကာကွယ်ရမှာလည်းအဓိကအသုံးပြုခဲ့ကြပါတယ်တရေခေတ်တရားဗိဒ္ဓနိုးဟန်လင်ပကံပင်းရအင်းဝကုန်းမောင်ခေတ်တွေအထိတမိုင်းတစ်လျှောက်လုံးနိုင်ငံတော်ကာကွယ်ရေးအဖြစ်အသုံးပြုခဲ့လို့တည်ရှိပြန်ပွားလာခဲ့တာပါပကံခေတ်မှာတော့အရေးကြီးတွေရဲ့ပွဲကြောင်းတွေကြောင့်ဒီပညာရပ်ဟာပိုပြီးထွန်းကားခဲ့ပါတယ်ဒါပေမဲ့ကိုလိုနီခေတ်မှာနယ်ချဲတွေကမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုကိုချုပ်ချယ်ကန့်သတ်ပြီးဘန်ဒိုပညာသင်တဲ့သူတွေကိုတပုံလို့သတ်မှတ်ခဲ့တဲ့အတွက်ဒီပညာရပ်ဟာပျောက်ကွယ်လူနီးပါးမှေးမိန်သွားခဲ့ရပူပါတယ်ယနေ့ခေတ်မှာဆိုရင်တော့ဒီဘန်ဒိုဘန်ရှေပညာကိုလေ့ကျင့်သင်ကြားလို့သူတွေနေပါလာပေမဲ့တချို့သောဆရာတွေနဲ့အဖွဲ့အစည်းတွေကတော့ဒီပညာရပ်ကိုထိန်းသိမ်းမှုနဲ့ပြန်လည်ရှင်သန်လာစေဖို့အတွက်ကြိုးစားနေပါတယ်ပြည်တွင်းမှာတွေမဟုတ်ဘဲနဲ့နိုင်ငံတကာမှာလည်းမြန်မာကိုခံပညာကိုစိတ်ဝင်စားတဲ့သူတွေတဖြည်းဖြည်းများလာတာကိုတွေ့ရပါတယ်ဘန်ဒိုဘန်ရှေပညာရဲ့ထူးခြားတဲ့တိုက်ခိုက်နည်းစနစ်တွေသမိုင်းအစဉ်လာတဲ့ယဉ်ကျေးမှုတန်ဖိုးတွေကြောင့်ကမ္ဘာကိုခံပညာအတိုင်းဝိုင်းမှာနေရာတစ်ခုရရှိဖို့အတွက်လည်းအလားအလာကောင်းတွေအများကြီးရှိပါတယ်ဒါပေမဲ့အဲ့လိုမျိုးဖြစ်အောင်ဆိုရင်တော့ပြန်လည်ဖော်ထုတ်ဖို့လည်းလိုသလိုလေ့ကျင့်သင်ကြားတာတွေကိုလည်းကြကြပြန့်ပြန့်လုပ်ဖို့အတွက်လိုအပ်ပါတယ်နောက်ပြီးတော့ဒီဘန်ဒိုဘန်ရှေပညာရက်တွေနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုလည်းရှိပါသေးတယ်ဘန်ဒိုဘန်ရှေကိုကျွမ်းကျင်တဲ့လူတစ်ယောက်ကလက်ဗလာနေပဲတစ်ဖက်ကရန်သူကိုတစ်ချက်ထဲနဲ့တင်မူးမေ့လဲသွားနိုင်စေသလိုအယိုးစစ်တွေကိုကျိုးပဲ့ပြီးတော့မလုံနိုင်တော့အောင်တော့ထိလုပ်ပြီးတော့အသက်ကိုပါနှုတ်ယူနိုင်ပါတယ်ဒါကြောင့်ဒီပညာဟာမတမာသူတွေလက်ထဲကိုရောက်သွားတဲ့အခါမှာမတရားအသုံးချခံရနိုင်ပါတယ်အဲ့လိုဖြစ်လာတဲ့အခါမျိုးကြလို့ရှိရင်တင်ပြီးတဲ့ဆရာအနေနဲ့ရောဒီလိုမျိုးအသုံးချတဲ့သူကပါအပြစ်ကင်းမှာမဟုတ်ပါဘူးဒါကြောင့်ဘန်ဒိုဘန်ရှေဆရာကြီးတွေဟာသူတို့ရဲ့ပညာရက်တွေကိုအင်မတန်လျှို့ဝှက်ပြီးတော့တန်ဖိုးထားကြပါတယ်တပည့်ခံမဲ့သူရဲ့အကျင့်စာရိတ္တနဲ့မျိုးရိုးကိုတေချာစီစစ်ပြီးမှပဲသင်ကြားပေးလိမ့်ရှိပါတယ်ကိုယ့်ရဲ့သားသမီးအရင်ဖြစ်ရင်တော့မှအကျင့်စာရိတ္တမကောင်းရင်စိတ်ထားယုံညံ့လို့ရှိရင်ဒီပညာကိုမသင်ပေးကြတော့ပါဘူးဘန်ဒိုပညာရက်မှာသင်ကြားပြသတဲ့ကျောင်းပေါ်မူတည်ပြီးတော့ကစားဟန်တွေလည်းကွဲပြားခြားနားတာမျိုးရှိပါတယ်ရှေးတုန်းကဆိုရင်ဒီပညာရက်ကိုသင်ကြားမဲ့သူဟာရက်ရှည်ဥပုသ်သီလစောင့်ရတဲ့အပြင်ကမှကြော်ပွဲတွေအုံမွဲတွေပေးပြီးတော့ဂရီးသစ္စာတွေအမျိုးမျိုးလည်းခံယူကြရပါတယ်ဘန်ဒိုဘန်ရှေပညာဟာရိုးရိုးကိုခံပညာတရက်တော့မဟုတ်ပါဘူးဒါဟာမြန်မာလူမျိုးတွေရဲ့ရဲစွမ်းတတ်သည့်
စီကန်းတေဝင်းမှုနဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုထင်ဟပ်စေတဲ့အမွေအနှစ်ပညာရပ်တစ်ခုလည်းဖြစ်ပါတယ်။ဘန်ဒိုဘန်ရှေပညာဟာမြမကိုခံပညာရဲ့တာလွန်ထူးခြားမှုကိုတက်တည်ပြနေတဲ့အင်အားနဲ့ကြက်တည်ရပေါင်းစုံနဲ့အနုပညာရပ်တစ်ခုအဖြစ်ထာဝရတည်ရှိနေမှာသိကြပါတယ်။ပရိသတ်ကြီးတွေထဲမှာရောဒီဘန်ဒိုဘန်ရှေနီးပညာကိုကြားဘူးနာဝရှိတဲ့သူတွေရှိကြလားဗျ။ရှိလို့ရှိရင်ကွန်မန့်မှာမျှဝေပေးသွားခဲ့ပါဦး။နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းမယ့်အကြောင်းအရာတွေဘုသူရရမယ့်အကြောင်းအရာတွေကို Alphaway Media ကနေဆက်လက်တင်ဆက်ပေးဦးမှာမို့ page လေးကိုရော channel လေးကိုရော like and follow subscribe လုပ်ခဲ့ဖို့အတွက်မမေ့ပါနဲ့အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။